Okay ကျွန်တော်ဒီတစ်ခါတော့နေတစ်စိုင်းတီးဆိုင်ဆိုထားတဲ့တခြင်းလေးနေတစ်ဆိုတဲ့တခြင်းလေး Key C tempo 148 timing က34 timing ပါအဲ့တော့သူ့ရဲ့ intro ပထမဆုံး၄ပါးလေးကျွန်တော်သင်ပေးခြင်းနဲ့အဲ့တော့ပထမပါက C 34 timing เนาะဒုတိယပါက F တတိယပါက G ပြီးရင်သုတ္တပါက C ပြန်လာမယ်ပေါ်တဲ့ခြင်းနဲ့ melody က1 2 3ဒါပေါ်ကျင်တာပေါ့နော် notes မှာလည်းရေးထားတယ်အဲ့တော့ဒါလေးကိုကျွန်တော်တို့ဘယ်ဘက်လက်နဲ့ဖွဲ့ပြီးတီးမယ် feel လေးတွေထည့်ထည့်တီးမယ်ဘယ်ဘက်လက်ကဒိုဆိုညာဘက်လက်ကမီဒိုအဲ့လေးနဲ့တီးမယ်နော်အဲ့တော့ဖြည်းဖြည်းချင်းသင်ပြမယ်ပထမတစ်ပါးကိုတီးပြမယ်နော်1 2 3 do အဲ့လိုတော့နော်1 2 3 Okay ဒုတိယပါဆက်သွားမယ်1 2 3 1 2 3 ဒါလေးပဲဒီရနော်1 2 3 1 2 3နော်ရမှာတယ်နော်တတိယပါဆက်သွားမယ်ပြီးရင်1 2 3 1 2 3အဲ့ဖြည်းဖြည်းလေးတီးပြမယ်1 2 3โอเคနားလည်မယ်ထင်တယ်နော်ပြီးတော့စတုတ္ထပါဆက်သွားမယ်1 2 3 1 2 3 โอเคနားလည်သဘောပေါက်မယ်ထင်တယ်နော်ကဲလို့အားလုံးရသွားပြီဆိုတီးရင်ဒီလိုလေးဖြစ်သွားမှာပေါ့နော်โอเคသဘောပေါက်မယ်လို့ထင်တယ်ကျွန်တော်နောက်ဆုံးတစ်ခေါက်ထပ်ပြောပြမယ်ပထမတစ်ပါးမှာပါတဲ့ note တွေကဒိုဆိုမီဒိုပြီးရင် F ခေါ်လာပြီ sorry မှာပြီးပြီနော် F ခေါ်လာပြီဖာဒိုလာပြီးရင်ဖာဒိုဖာလာနော်တော့က melody ကိုတီးတာဟုတ်ပြီနောက်တစ်ခေါက်ကဆိုရေဆိုနော်လားဆိုရေဆိုအဲ့ဒီကနော်အဲ့တော့စုံဒီနှစ်ခုကစုံနားလေးပဲနော်ပြီးတော့ဒိုဆိုနောက်တစ်ပါးနော်နောက် number 4ပါတီနော်အဲ့တော့အမြန်တီးရအောင်နော်ဒါလေးရှင်းပြတာโอเคဒါလေးကြည့်ပေးပါဦးနော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်